Okay အားလုံးမင်္ဂလာပါကျွန်တော်တို့မတွေ့တာကြာပြီเนาะဆိုတော့ကျွန်တော်ဒီနေ့တခုလုပ်ပေးချင်တာပေါ့เนาะအခုဆိုရင်ပေါ့เนาะ Touch and Go ကဘယ်လိုပြောရမလဲသူ့ရဲ့ wallet limit က9000လို့ပြောတယ်เนาะ9000ဆိုတော့တစ်လအတွင်းမှာသူက9000 transaction ဆိုရင်သူကနောက်ထပ်ပတ်စံလွှဲလို့မရတော့ဘူးအဲ့ဒီ9000 limit ဆိုတာက9000ဆိုတော့သူ wallet limit က9000ဆိုပေမဲ့ကျွန်တော်တစ်လအတွင်းမှာပတ်စံလက်ခံတာပဲဖြစ်ကျွန်တော်တို့ကသူများကိုကျွန်တော်တို့ဒီပို့တာပဲဖြစ်ပေါ့နော်9000ပြီသွားပြီဆိုရင်သူတို့ကဘာမှလုပ်လို့မရဘူးเนาะပတ်စံနဲ့လွှဲလို့မရတော့ဘူးဒါပေမဲ့တချို့တွေเนาะ9000မပြီဘူးဟို1500 2000နဲ့ဆိုရင်ကျွန်တော်ကလွှဲလို့မရတဲ့ဟာတွေရှိတယ်တခါကျရင်မင်းတို့ကစီးမီစီကနဲ့မကိုက်ညီဖို့ဆိုမှပတ်စံလွှဲလို့မရတဲ့လူအများကြီးရှိလာတယ်ပေါ့နော်အများကြီးပဲဆိုတော့အခုကျွန်တော်ပြောချင်တာကကိုကအင်္ဂလိပ်လိုဟိုနည်းနည်းပါးပါးနားလေတယ်ဆိုရင်ကိုဒီ app မှာကျွန်တော်တို့ကသူတို့နဲ့ check လုပ်ပြီးမှလုပ်လို့ရတယ်ပေါ့နော်ဒါပေမဲ့အင်္ဂလိပ်လိုလုံးဝနားမလည်တဲ့လူတွေကြတော့ဒီအခုကျွန်တော်ဒီမှာပေးထားတယ်ပေါ့နော်အဲ့ဒီ address ပေါ့နော်သူတို့ရဲ့ location ကိုတွားပြီးမှကျွန်တော် service counter မှာအဲ့လိုမျိုးမဲလို့ရတာပေါ့နော်ဘာဖြစ်လို့ငွေလွှဲလို့မရတယ်ဘာကြောင့်မင်းတို့ကဒီလိုမျိုးလုပ်လိုက်တယ်ဆိုတဲ့ဟာလိုမျိုးကျွန်တော်တို့ကတွားမဲလို့ရတယ်ဆိုတော့အင်္ဂလိပ်လိုနားလည်တဲ့လူတွေအတွက်ကြတော့အခုကျွန်တော်လုပ်ပြပေးမှာဖြစ်ပါတယ်ဘယ်လိုလုပ်တယ်ဆိုတဲ့ဟာပေါ့နော်ဆိုတော့အသေးစိတ်တော့ကျွန်တော်လုပ်လို့မရပါဘူးဒီမှာအပေါ်ရန်လေးပေါ့နော်ကျွန်တော်ဘယ်လိုလုပ်တယ်ဆိုတဲ့ဟာကိုကျွန်တော်ပြောပြမယ်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ထပ်ဆန်ကိုဖွင့်လိုက်မယ်နော်ဖွင့်လိုက်တဲ့အခါမှာဟိုနောက်ဆုံးမှာကျွန်တော်လူပုံတွေ့တယ်ဟုတ်လားအဲ့ဒီလူပုံကိုကျွန်တော်ကတစ်ချက်နှိပ်လိုက်မယ်နော်အခုဆိုတော့ညဆိုတော့တို့စပြီးတော့ရှိမှာမဟုတ်ပါဘူးဒါပေမဲ့ပြောပြမှာပေါ့နော်ဆိုတော့ကဲကျွန်တော်ဘယ်ဟာရွေးရမလဲလို့ပြောဒီနားမှာဒီ e-wallet user ဆိုတဲ့ဟာကိုကျွန်တော်ကရွေးရမှာဖြစ်တယ်ပြီးရင်အဲ့မှာကိုယ့်ရဲ့ဖုန်းနံပါတ်နဲ့ email ပေါ်တယ်မဟုတ်လားတကယ်မှန်တဲ့အကြောင်း confirm ဆိုတာကိုကျွန်တော်နှိပ်ရမှာဖြစ်ပါတယ်ကဲအဲ့မှာကျတော့ automatic message တွေအများကြီးရှိတာပေါ့နော် automatic message တွေအများကြီးရှိတယ်ဒါကတော့စိတ်ရုပ်ပေါ့နော်ဒါပေမဲ့အဲ့မှာကျွန်တော်ဘာရေးရင်ကောင်းမလဲ live chat ပေါ့နော်အဲ့ဒီ live chat တို့ကျွန်တော်ရေးရမှာဖြစ်ပါတယ်ဆိုရင်ကျွန်တော်တို့ကအဲ့မှာဘာဖြစ်လဲဆိုတော့အဲ့မှာ chat with live agent ဆိုတဲ့ဟာရှိတယ်ပေါ့နော်အဲ့ဒီဟာကိုကျွန်တော်ရေးရမှာဖြစ်ပါတယ်เนาะဆိုတော့ကဲအဲ့ဒါဆိုတော့ကျွန်တော်ဒီဘယ်လိုပြောမလဲအခုလောဆယ်ကြတော့ဒီဘယ်လိုပြောမလဲသူတို့လည်းနားကြပြီပေါ့နော်ဒါကျွန်တော်ကဘယ်လိုချက်တယ်ဆိုတဲ့ဟာကိုကျွန်တော်ပြောပြတာဖြစ်ပါအဲ့ဒါဆိုကျွန်တော်တို့ကဒီအဲ့ဒီလူကကျွန်တော်တို့ chatting လုပ်မှာဖြစ်တယ်ဆိုတော့ဘာဖြစ်တယ်ဘယ်လိုပြဿနာဖြစ်တယ်ဆိုတဲ့ဟာကိုသူကမဲမှာဖြစ်တယ်ဖုန်းနံပါတ်တွေ email တွေအဲ့ဒါခင်ဗျားရဲ့ဟာလာစတဲ့ဖြစ်ပေါ့နော်အဲ့မှာမဲတဲ့အခါမှာတေချာလေးကိုကပြောပြလို့ပြောလို့ရတာပေါ့နော်ကိုရဲ့ဒီပတ်စံတွေတော့ကscreenshot လုပ်ထားတဲ့ဟာတွေအကုန်လုံးအဲ့မှာပို့ပေးပါသူဘယ်လိုဖြစ်တယ်ဆိုတဲ့ဟာကိုပြောပြတဲ့အခါမှာသူကတော့အကောင်းဆုံးမိနစ်3မိနစ်မဟုတ်ရင်5မိနစ်ကြာတာပေါ့နော်အဲ့ခါကျရင်သူပြန်လာပြီးမှမင်းကိုမဲပါလိမ့်မယ်ဆိုတော့ကျွန်တော်တယောက်တော့လုတ်ပေးတော့ကတော့ဘယ်လိုမဲလဲလို့ပြောရင်သူကမင်းရဲ့ဟာကစင်ပစ္စည်းကနဲ့မကိုက်ရင်လို့ကျွန်တော်တို့ကအဲ့လိုမျိုးလုတ်ထားပေးတာပေါ့နော်ပတ်စံလွဲလို့မရအောင်လက်ခံလို့မရအောင်လုတ်ထားပေးတယ်ဆိုတာမျိုးပေါ့နော်ဆိုတော့အဲ့ဒါနဲ့သူကဘာပြောလဲဆိုတော့ဖုန်းနံပါတ်ပေါ့နော်အဲ့ဒီဖုန်းနံပါတ်ကခမရဲ့ဖုန်းနံပါတ်လားခမကိုယ်တိုင်ဝယ်ထားလားတမို့တယောက်ကတထဲကဝယ်ထားသလားဆိုတာမျိုးတွေရှိတာပေါ့နော်သူကအဲ့လိုမျိုးတွေအကုန်လုံးမဲခနဲ့ပြီးရင်email တွေဖုန်းနံပါတ်တွေ address တွေပြီးရင်ဒီ screenshot လုပ်ထားတဲ့ဘယ်တော့မှပတ်စံလွှဲလို့မရတယ်လဲပတ်စံအမောင်းကဘယ်လောက်လဲဆိုတာမျိုးအကုန်လုံးသူကအဲ့မှာ email ထဲမှာသူကစာပြန်ပို့လာမယ်သူက email ထဲမှာအဲ့မှာပြန်ဖြည့်ရတာပေါ့နော်ဆိုတော့အဲ့မှာကျွန်တော်အကုန်လုံးဖြည့်လိုက်တယ်ပေါ့နော်ဆိုတော့တချို့တွေကြတော့လဲဒီစာအုပ်မရှိတဲ့အရွယ်သမားတွေကြတော့ဒီတိုင်းဝယ်ထားတာပေါ့နော် sim card တွေကအဲ့ဆိုရင်ကျွန်တော်အလွယ်ဆုံးပဲဒါဒီ GB ဖြစ်ပါဖြစ်အဲ့မှာတွားလိုက်ပါပြီးရင်ကိုယ့်ရဲ့ဖုန်းနံပါတ်ပြီးရင်အဲ့မှာနာမည်မရေးထားတဲ့ဘူးဆိုရင်ကိုယ့်ရဲ့နာမည်ရေးလိုက်ပါအဲ့ဒီ DG app ထဲမှာကိုယ့်ရဲ့ဖုန်းနံပါတ်ပေါ်မယ်ကိုယ့်ရဲ့နာမည်ရေးပါအဲ့မှာ screenshot ရိုက်ပါတကယ်လို့အဲ့ဒါပို့ပေးဆိုရင်အဲ့ဒါလေးပို့ပေးလိုက်ဟိုဒီဖုန်းနံပါတ်ကကိုတယောက်ပဲသုံးပါတယ်ဆိုတဲ့ဟာကိုအဲ့မှာ screenshot ရိုက်မှသူတို့ကိုပို့ပေးရမှာဖြစ်ပါတယ်အဲ့ဒါဆိုတော့ပြန်အဆင်ပြေသွားတယ်เนาะပြန်လွှဲလို့ရတယ်ပြန်လက်ခံလို့ရတယ်အခုဒီပြဿနာအများကြီးဖြစ်နေလို့ကျွန်တော်ပြောပြနေတာဖြစ်တယ်เนาะဆိုတော့ဒါကတော့အခုကျွန်တော်ဒီ live chat ပေါ့เนาะသူတို့ ਨੇ ဒီchatting လုပ်တာပေါ့เนาะခဏ
အဲ့မျိုးလိုက်ချက်မဟုတ်ဘူးဆိုတော့ဒီစက်ရုပ်ကိုက်သူတို့က AI ဖြစ်အသုံးပြုတာပေါ့နော်ကိုဘာဖြစ်ချင်တယ်ဘာလုပ်ချင်တယ်ဆိုတော့ automatic အမှကြည့်မှကိုနေရတာအဲ့ဒါအဆင်မပြေဘူးဆိုတော့ကျွန်တော်လိုမျိုးဒီအကောင့်ပိတ်သွားတဲ့လူတွေအကောင့်ငွေလွှဲလို့မရတဲ့လူတွေကြတော့လူနဲ့ချက်တွေလို့မှအဆင်ပြေတယ်ပေါ့နော်အဲ့ခါကျတော့ကျွန်တော်ကခဏကျွန်တော်ပြောသလိုသူတို့ email ကတစ်စစ်ကျွန်တော်ဖောင်ဖြည့်ခိုင်းတယ်ပေါ့နော်ခင်ဗျားရဲ့ email ဒီဟာမှာလားဆိုရင်အခုကျွန်တော်စာပို့လိုက်မယ်အဲ့မှာပြန်ဖြည့်ပေးပါဆိုသူတို့ပြောတဲ့ဟာကိုတေချာလေးဖြည့်ပေးအဲ့ဒါဆိုရင်ပြန်လွှဲလို့ရတယ်နော်ကျွန်တော်တယောက်အတွက်ကျွန်တော်လှုပ်ပေးတာအဆင်ပြေသွားတဲ့အတွက်အခုလာပြောရချင်းပြပါတယ်နော်โอเคကျွန်တော်ဘိုးရဲ့အဆင်ပြေသွားအောင်ကျွန်တော်အဲ့မှာ link ချထားပေးပါတယ် Telegram link ချထားပေးမှာအဲ့မှာလည်း join လို့ရပါတယ်เนาะဆိုတော့ကျွန်တော် mail ချင်ချင်းအဲ့မှာ mail လို့ရသလိုကျွန်တော် comment မှာလည်း mail လို့ရပါတယ်เนาะဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်